တခါတလေဝေခွဲရခက်တဲ့အကြောင်းအရာတစ်ခုကြားထဲမှာပိတ်မိနေတာမျိုးကြုံလို့ကြလားဥပမာကိုကအလုပ်ကိစ္စနဲ့ခီးသွားစီရာရှိတယ်ခီးသွားတာဖြစ်တဲ့အတွက်ကြောင့်လို့ခီးသွားရတဲ့အရာတာကိုလည်းပျော်ပျော်ရွှင်ရွှင်ခံစားခြင်းနဲ့အလုပ်ကိစ္စမှာလည်းပဲမပြတ်ကွက်ခြင်းဘူးအဲ့လိုမျိုးကိစ္စနှစ်ခုကြားထဲမှာ balance လုပ်နေရတဲ့အခြေအနေမှာဘယ်လိုမျိုးဖြတ်တန်းကြလဲဒီဗီဒီယိုလေးကတော့ဘန်ကောက်ကိုဗီဇာကိစ္စနဲ့သွားရင်းနဲ့အလုပ်ကိစ္စအတွက်ရောစိတ်ပန်းဖြေဖို့အတွက်ရောညီတူညီမျှဖြစ်အောင်ဖြတ်တန်းခဲ့တဲ့တနေ့တာဗီဒီယိုလေးဖြစ်ပါတယ်မနက်ပိုင်းလေးမှာတော့မနက်စာပြင်ဆင်ပြီးတာနဲ့ဗီဇာရုံးကိုထွက်လာခဲ့ပါတယ်ကိစ္စလေးတွေအဆင်ပြေသွားတာနဲ့နေ့ခင်းရောက်လာပြီဆိုတော့ဘိုက်စာလို့ Central Roman 9ထဲကိုသွားပြီးတော့နေ့လည်စာသွားပြီးတော့စားဖြစ်ခဲ့ပါတယ်နေ့လည်စာလေးကို Thai style seafood ပင်စင်ချက်လေးရဲ့ထိုင်းထီးလေးရဲ့တောက်ဖြစ်ပါတယ်ဒီမှာတောက်နေတဲ့ဖြော်ရည်လေးကိုအရန်သဘောကျမိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းလေးပဲဆိုင်ရဲ့ signature မို့လို့ဝယ်ပြီးတော့စမ်းတောက်ကြည့်လိုက်တာပေါ့နော်သူကထိုင်းထီးကိုမှတရက်တီးအတုံးလေးပါတယ်ပေါ့နော်အရန်တောက်လို့ကောင်းတယ်ကြုံရင်တော့တစ်ခါလောက်စမ်းပြီးတော့တောက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ online ကနေစာသင်ဖို့အတွက်အတန်းလေးတွေရှိနေတဲ့အတွက်ကြောင့်မလို့နေ့လည်စာပြီးချင်းမှာပဲဟိုတယ်ကိုတန်းပြန်ပြီးတော့စာသင်လိုက်ပါတယ်။ခီးသွားနေတာဆိုပေမဲ့ကိုယ့်ရဲ့လှုပ်ရှားအလုပ်လေးတွေကိုမပြတ်အောင်လုပ်ဖြစ်တာကလည်းကျမအတွက်အရေးကြီးတဲ့အရာတစ်ခုပါပဲ။အခုကတော့ relax လုပ်ရမယ့်အချိန်ရောက်ပါပြီ။တကယ်တော့လေကျမကရေကိုကျွန်းကျင်မကူတတ်ဘူးအဲ့ဒါအပြင်ရေထဲကိုရောက်သွားလို့ရှင်အသက်ရှူလို့မဝတယ်လို့မျိုးပြီးပတ်ဝန်းကျင်ကိုလည်းတိတိကျကျမမြင်ရတဲ့အခါမှာအဲ့ဒီခံစားချက်ကြီးကိုကြောက်တဲ့စိတ်တစ်ခုရှိတယ်ဒါပေမဲ့ထူးခြားတာတစ်ခုကတော့ကျမရေကူးတက်ချင်တဲ့စိတ်ရှိတယ်ကြောက်နေပေမဲ့တကယ်တမ်းရေထဲဆင်းလိုက်တဲ့အခါမှာပျော်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားမိတာတစ်ခုရှိတယ်တချို့အရာတွေကကြောက်စိတ်ရှိနေလဲပဲလုပ်နေရမယ်ဒီဟာကိုငါကြောက်တယ်ငါမလုပ်ရဲဘူးငါမလုပ်နိုင်တော့ဘူးအဲ့ဒါကကိုဘွားကိုမတိုးတက်အောင်လုပ်နေတဲ့အတွေးခေါ်တွေပဲဖြစ်တယ်ကြောက်နေပေမဲ့လည်းစူးစမ်းပြီးတော့လုပ်ကြည့်မှပိုပြီးတော့ကောင်းတဲ့အတွေ့အကြုံတွေကိုရလာမှာလေရေကူးပြီးဆိုတော့ညဈေးသွားဖို့အတွက်ပြင်ဆင်ပါမယ်ညစီနဲ့ကျမတဲတဲ့နေရာကတော့တိတ်ပြီးတော့မဝေးဘူး Google Map ကနေ check ကြည့်လိုက်ရင်9မိနစ်လောက်ပဲလမ်းလျှောက်ရတယ်ပေါ့နော်ဒါပေမဲ့လူတစ်ယောက်နဲ့လမ်းလျှောက်တဲ့နှုန်းကမတူဘူးလေနော်ဆိုတော့ကျမကတော့15မိနစ်လောက်လမ်းလျှောက်ခဲ့ရပါတယ်ညစီမှာပထမဦးဆုံးလှုပ်ချင်တာတစ်ခုရှိတယ်အဲ့ဒါကတော့ပရစ်ကောင်ကြီးဝယ်စားမယ်အဲ့ဒါပြီးမှဒီဈေးကိုပတ်ပြီးတော့သွားမယ်ကြိုက်တဲ့ဟာတွေတွေ့ရင်ထပ်ပြီးတော့ဝယ်စားမယ်အဝတ်အစားတွေအစားတောက်တွေလိုက်ပြီးတော့ကြည့်မယ်ပေါ့နော်ဒါပေမဲ့လေအဲ့ဒီဆိုင်ကိုရောက်တဲ့အခါမှာကျမပြတဲ့အတိုင်းပဲရိုက်ကူးရေးရှိနေတာပေါ့နော်အဲ့ဒါကိုစောင့်ရင်းနဲ့ဘေးနားကဆိုင်လေးတွေမှာဘာတွေရှိလဲလိုက်ကြည့်ပါမယ်ဒီမှာတွေ့ခဲ့တာကတချို့အဝတ်အစားဆိုင်လေးတွေကဈေးသက်သာတယ်ပေါ့နော်ဘာယူ100ပေါ့နော်ကြည့်ရင်နဲ့ပရစ်ဆိုင်နောက်ထပ်တစ်ဆိုင်ထပ်တွေ့တယ်သူ့မှာလည်းပဲပရစ်အကောင်ကြီးရှိတယ်အဲဒါကြောင့်မလို့ဒီမှာပဲတစ်ခါလေးဝယ်စားလိုက်ပါတယ်အခုတော့ပရစ်ကလေးစားရင်းနဲ့ဆိုင်ကလေးတွေကိုလည်းပဲလိုက်ပတ်ပြီးတော့ရှောက်ကြည့်မယ်အဲ့ဒါပြီးရင်တော့ဟိုတယ်ကိုပြန်သွားပါမယ်တကယ်တော့အလုံးနဲ့ခီးကို balance လုပ်ရတာမလွယ်ပါဘူးဒါပေမဲ့အလုပ်ကိုလည်းပြစ်မထားဘဲနဲ့ကိုအတွက်ပျော်ရွှင်စရာအချိန်လေးကိုလည်းပဲမလွတ်စေပဲတစ်နေ့ချင်းစီကိုဖြတ်တန်းနိုင်ရင်ဒါကလည်းဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့နေတဲ့နည်းတစ်ခုလို့ကျွန်မကတော့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်တတား